အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ညာသားရှစ်မျိုးဖြစ်ပါတယ်ဒီနေ့ချက်ပြမှာကတော့ Chicken Crystal Dumpling ဖြစ်ပါတယ်ငါဟာရွယ်လွန်ကိုအိမ်တော်တခေါက်ပြန်မောမင်းနဲ့နီးဖို့လိုင်းွယ်ဖြာလို့ပင်လေဖြာခါရွယ်လွန်ရင်ကိုပြန်ပြန်တာရင်မြတ်တော်အလားကောင်းရင်ဖြာလိုလားဖို့နဲ့ချစ်တဲ့မင်းနဲ့ဒီနေ့ရဖို့မြင်ပြန်တာဟောတဲ့ကြာရွယ်